အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့လေချက်သားဟင်းဆိုရင်လှည့်မကြည့်ချင်တဲ့အင်သားတွေကိုပါတော့ဒီနေ့ချက်ပေါင်လေးကိုကြောအနှစ်ကောင်းကောင်းလေးနဲ့ချက်လိုက်တာလေတော်တော်လေးစားလို့ကောင်းလို့လုံလေးလေးကိုလာအောင်မျှဝေလိုက်ပါချက်ပေါင်တော့လေအရန်အကြီးအရန်အသေးမဟုတ်ပဲနဲ့အလဲလဲလောက်အနေထားအောင်တုံးလာတယ်ပြီးလို့ရှင်တော့လေအသားလေးတွေကိုပေါ့နော်အရသာလေးစိတ်ဝင်အောင်တော့ပါတော့ခနဲ့နှစ်ကလေးကိုပေါ့နော်မှုန်းပေးထားပါတယ်ရောင်အတွက်ဆိုလို့ရှင်နနွင်းရယ်စားရယ်အချုံမုံရယ်ထည့်ပြီးတော့လေပြီးရင်ဂျင်းကျက်သွန်ဖြူအရေးကိုထည့်ပြီးတော့သူတို့ခက်ကြကြလေးနေပြီးတော့ပေါ့နော်အရသာလေးအထဲထဲဝင်အောင်လို့တော့ပါတော့နှက်ပေးထားပါမယ်ဒီဟင်းရဲ့အသက်ကတော့အနှစ်ပဲပေါ့နော်ကျက်သွန်မျိုးကိုကြတော့လေးပါတော့ခမ်းများများလေးသုံးပေးထားတယ်ဒီဟင်းကဒီနှစ်ပလဲထမင်းမောင်းနေတော့နည်းနည်းသွားဆင်တယ်ပေါ့နော်ဂျင်းရဲ့ကျက်သွန်ဖြူရဲ့ထောင်းထားတယ်ဒါဆိုလို့ရှိရင်အနှစ်ချက်လို့ရပြီပေါ့နော်စီရတော့လေးပါတော့ပဲစီလေးတော့သုံးလိုက်တယ်ပို့ပြီးမှုပြီးတော့လေသူကပို့ပြီးတော့လည်းစားလို့ကောင်းတယ်စီများများလေးထဲမှာဘာလို့ခုနကနှက်ထားတဲ့ကြက်ပေါင်လေးကိုကြော်မယ်ရေစင်မာတို့စီပေါက်မာတို့ကြောက်တယ်ဆိုလို့ရှိရင်တော့လေမီလေးကိုအလဲလဲလောက်လေးထားအဖုံးလေးအုပ်ပြီးကြော်လို့ရပါတယ်နော်ဒီလိုတစ်ဖက်ကလေးကိုရေးလာမှနောက်တစ်ဖက်ကိုလှမ်းပေးမှာပေါ့နော်ဒါမှသာလေအကျက်ညီမှာပါဒီလိုရှင်ညောင်လေးတန်းလာပြီဆိုလို့ရှိရင်တော့လေကြက်သားကြော်လေးရပြီပေါ့နော်အဲ့စီထဲမှာပဲပါတော့အနှစ်ချက်မယ်ပေါ့နော်ကြက်သွန်နီကိုထည့်မယ်အယောင်အတွက်ပါတော့နနွင်းကိုအနှဲငယ်ထည့်ပြီးတော့ပေါ့နော်အဆက်မပြက်ကလေးမှုပေးထားရပါမယ်မီးကိုလုံးဝပြင်းလို့မရပါဘူးနော်မီးအလဲလဲလောက်ကလေးနဲ့စိတ်ရှည်လက်ရှည်အဆက်မပြက်ကလေးမှုပေးထားလို့ရှင်တော့ရပါပြီကဲကြော်လာလိုက်တာပေါ့နော်ကြက်သွန်နီလေးတွေကရေခမ်းတော့မယ်အလဲလောက်ရောက်ပြီဆိုတော့မှပါတော့ကြက်သွန်ဖြူရဲ့ဂျင်းရဲ့ထောင်းထားလေးပါထည့်ပြီးတော့ကြော်ပါမယ်ကျက်သွန်ပြူချင်းတွေရောကျက်သွန်ညီတွေရောပေါ့နော်ကျွတ်လာပြီဆိုလို့ရှိရင်တော့အယောင်တဲ့အယောင်တင်မအနှဲငယ်ထည့်မယ်ပဲငံပြားကြီးအပြစ်ကိုနည်းနည်းထည့်မယ်ပေါ့နော်ပြီးလို့ရှိရင်တော့သူတို့လေးပါရောလုံးဝပေါ့နော်အယောင်လေးရလည်းတက်လာရုပ်ဒီအစိမ့်နံလေးပျောက်သွားတဲ့အထီကိုကြော်ပေးထားရပါမယ်ပြီးရင်တော့ကျက်သွန်ကြော်လေးဤဝအောင်လို့ရေလေးအနှဲငယ်လောက်ထည့်ပြီးတော့ဘာလို့ခဏလောက်တော့ထည့်ထားပေးပါတယ်အရသာတော့ကတော့ကျက်သားမုတ်ကိုသုံးပါတယ်ကျက်သွန်နီလေးကလည်းဤသွားပြီရေကလည်းခန်းလာပြီစီကလည်းပြန့်လာပြီဆိုရင်တော့ခုနကကြော်ထားတဲ့ကျက်သားကြော်လေးတွေကိုထည့်မယ်တခါလေးတမ်းမချပဲနဲ့ကြက်သားကြော်လေးတွေပေါ့နော်အရသာလေးတွေဝင်သွားအောင်လို့လည်းဘာလို့ခဏလောက်တော့ချက်ပေးထားဖို့လိုတယ်အဲ့ဒါမို့လို့ရေလေးအနှင်းငယ်ထည့်ပြီးတော့ပေါ့နော်သူ့ဘာတခါလေးနည်းနည်းချက်ထားပေးလိုက်ပါမယ်အနမ်းတော့ကတော့လေပါတော့မဆလာအနှင်းငယ်သုံးပါတယ်အဲဆိုခဏလောက်ချက်ထားလိုက်မယ်နော်ကဲရေခမ်းပြီးစီပြန်လာပြီကြက်သားလေးလည်းအရသာဝင်လာပြီဆိုလို့ရှိရင်တော့ပေါ့နော်ဒါဆိုကြက်ပေါင်ကြော်ချက်ကလေးရပြီသူကလေအနှစ်ကလေးကလေတော်တော်လေးကိုလည်းစားလို့ကောင်းတယ်ခလေးရောလူကြီးရောကြိုက်ကြတယ်ပေါ့နော်ပြီးလို့ရှိရင်ကွာတရက်ချင်းလေးကိုတုပ်အရေးတောက်ကလေးချက်ပြီးတော့လေဒီလိုကြက်သားဟင်းလေးနဲ့ဆိုလို့ရှိရင်တော်တော်ထမင်းစားကောင်းတယ်ပေါ့နော်တကယ်လို့အိမ်မှာပေါ့နော်ကြက်သားဟင်းစားရတာညှိငွေးလာပြီဆိုလို့ရှိရင်အခုလိုကြက်ပေါင်လေးကိုကြောအနှစ်များများလေးနဲ့လှူစားကြည့်နော်အားလုံးပဲစားကောင်းကြပါစေရှင်